စာရေးဆရာငင်းကျော်ရဲ့ဝတ္ထုကိုစိန်ဝင်းဘူမိဗေဒဇာတိသားစီစဉ်တင်ဆက်လိုက်တဲ့နှလုံးသားမြို့ဟောင်းတူးဖော်ချက်နောက်ဆုံးအစီရင်ခံစာအရှုံးသမားတို့ကြောင့်နှလုံးသားမြို့ဟောင်းမှာဖြစ်ရှာဖွေတွေ့ခဲ့ပါပြီနှလုံးသားမြို့ဟောင်းတူဖော်ချက်နောက်ဆုံးအစီရင်ခံစာအောက်ပါတိုင်းဖြစ်ပါသည်ခမညာမောင်တို့လက်ထပ်ကြအောင်ဘာသဘောနဲ့များဒီစကားပြောလိုက်တာလဲမောင်ရဲ့အတူတူနေကြလို့အခုမောင်နဲ့ကျမနဲ့အတူမနေနေရလို့လားခုအတူနေရတယ်ဆိုတာကမပိုင်ဝက်မူကြီးတစ်မျိုးကြီးပဲတရားဝင်မဟုတ်မောင်စိတ်မတန်ဘူးလို့ပြောဘူးသားပဲမောင်တကယ်ကလေးလေးလိုပဲကလေးလေးလိုဟုတ်လားကလေးဆိုတာတောင်ကောင်းနေတယ်ကလေးတွေကစားရင်စားတယ်အိတ်ချင်ရင်အိတ်တယ်လူကြီးတွေကလားစားကျင်ရဲ့နဲ့ရင်ပြည့်နေတယ်လေအိတ်ချင်ရဲ့နဲ့မျက်လုံးကြောင်နေတယ်လေပါညာနဲ့ဟန်ဆောင်တယ်ဟုတ်တယ်မောင်နီခလေးလေးတယောက်တူပဲဒါကြောင့်လက်ထပ်ကျင်တယ်လို့လက်ထပ်ဖို့ပြောနေရဘာလို့လက်ထပ်ကျင်ရတာလဲဆရာကြီးရဲ့နောက်တစ်ပြောင်းတဲ့စကားတွေပြီးမှပြောခုလောလောဆယ်ခိုင်တယ်လို့စီမံချက်ရှိတယ်ဆိုတာကြီးအရင်ပြောမောင်နဲ့တိုင်နေအိုးမောင်ရသင်အနာဂတ်အတွက်ဆရာနဲ့တိုင်ပင်ပါဆိုတဲ့ဘီလက္ခဏာကြောင့်ညာကြနေတာပါပဲလားမောင်ပါလေခိုင်စကားကိုကောင်းကောင်းပြောစမ်းပါဒါဘဝကိစ္စသိလေးနဲ့တဲ့ကိစ္စခိုင်အဲ့ဒါလို့ပေါ့ပြပြမလုပ်သင့်ဘူးထင်မောင်မကျမကိုပြောပြီးတယ်လေကျမဟာပေါ့ရှက်ရှက်ဆိုကျမဟာဘာလို့မှမလေးနဲ့တဲ့မိမဆိုယတိပြမလုပ်တတ်တဲ့မိမဆိုပြီးတော့တော်ပါတော့ခိုင်စကနာထိုးဖို့အချိန်မဟုတ်တော့စကနာမဟုတ်ပါဘူးမောင်ရေမောင်ပြောပြီးတယ်လေကျမကိုချစ်ရတာရေလိုမအေးဘူးဆိုမီးလိုချစ်ရတာမျိုးဆိုမောင်စိတ်ဆေးရတယ်ဆိုအဲ့ဒီလိုမီးလိုပူစီခဲ့တဲ့မိန်းမတယောက်ကိုမောင်စိတ်မချမ်းသာစေတဲ့မိန်းမတယောက်ကိုဘာလို့များလက်ထက်ချင်ရတာလဲကွာဟဲ့ကောင်ဝင်းလိုက်မီးလဲထွန်းမထားပါလားကွာခိုင်နဲ့မပြေလဲဖြစ်လာပြန်ပြီထင်တယ်ဘာလဲခိုင်ကိုခင်ဆွေးနဲ့တွဲပြီးမြင်ခဲ့လို့လားငါဘဝတစ်ခုလုံးအကုန်ဆုံးသွားမယ်ခိုင်အကြောင်းတွေးလို့ဆုံးနိုင်မယ်မထင်ပါဘူးကြောအေးတခြားလူတယောက်ဆိုရင်တစ်ခုခုဖြစ်ခဲ့တာကြားလာရောကိုပဲတတ်မိမလားခိုင်ကိုပဲတတ်မိမလားတစ်ခုခုပဲဒီလောက်တောင်ဖြစ်အောင်ခိုင်နဲ့ဘာပြဿနာများပေါ်ခဲ့လို့လဲကွာငါဒီနေ့ခိုင်ကိုလက်ထပ်ကြဖို့ပြောတယ်ကွာအဲ့တော့ဘာဖြစ်လို့လက်ထပ်ချင်တာလဲတဲ့ဘာညာနဲ့ဝိလေကြောင့်ပါလုတ်ပြစ်တယ်ဩဝင်းလန်ရဲ့ခိုင်ကမင်းကိုဗိုက်တလုံးနဲ့ပြစ်ထားခဲ့မှာကိုမင်းကစိုးရိမ်နေတာဟုတ်ကွာအင်းလေယောက်ျားသားတယောက်ဟာအဲ့ဒီလိုအရှက်တကွဲအကျိုးနဲ့လူများတွေခွင့်မှာမောက်ရဲ့မျိုးမှာစိုးရိမ်ရပြီမပေါ့ကွာမင်းရည်ရင်လည်းရည်ပါကွာအမှန်ပြောရရင်တော့ငါခိုင်ကိုနားမလဲတော့ဘူးကြောငါ့ကို तू ဘယ်လိုသဘောထားလဲဆိုတာငါစဉ်းစားလို့ကိုမရအောင်ဖြစ်နေမိတယ်တကယ်ချင်းငါအဆုံးဖြတ်တွေမှားများသွားသလားတောင်တွေးမိတယ်ဒါနဲ့ကိုခင်ဆွေနဲ့ကိစ္စကဩငါ့ကိုပြောတော့အဆက်အသွယ်လုံးဝမရှိတော့ပါဘူးသူ့စီကိုမလာနဲ့လို့ပြောပြီးခဲ့ပါပြီတဲ့ငါတိဖို့ကြိုးစားနေတာတခုပဲရှိတယ်ကြောဆိုအောင်ငါဘာလုပ်ရမလဲဆိုတာပဲကြောရဲ့ခိုင်ညနေရုံးစင်တော့ကကိုခင်ဆွေကားပေါ်မှာခိုင်ကိုတွေ့လိုက်တယ်အဲ့ဒါဘာသဘောလဲခိုင်ဘာရမဟုတ်ပါဘူးမောင်ရဲ့အဲ့ဒီဘာရမဟုတ်ပါဘူးဆိုတာကမောင်လက်မခံနိုင်တာသူလာလေတာပါအပြန်ကြရင်သူလိုက်ပို့မယ်ဆိုတာနဲ့ခိုင်လိုက်သွားမိတာပါချစ်အိမ်ကိုတောင်အလဲမလာနဲ့လို့ခိုင်ပြောခဲ့တယ်ဆိုသူနဲ့ပတ်သက်လို့ဘာမှမပတ်သက်เสียရပါဘူးဆိုပတ်သက်เสียအကြောင်းလည်းမရှိတော့ပါဘူးဆို
ခိုင်သူ့ကိုနာကြီးတယ်ဆို ခိုင်ထွေးရဲ့တခြင်းနောက်ဆက်တွဲကိုဆိုမလို့လားချစ်ရဲ့ တော့ပြစ်မပြောနဲ့ခိုင်ကိုခင်ဆွေနဲ့ပတ်သက်ပြီးစကားများရတာဘယ်နှကြိမ်ရှိမှတော့မသိတော့ခိုင်ကိုစကားကိုမလေးစားကိုဂရီကိုမတီးဘူးပါဇက်ကပြောတော့ပြတ်တယ်လက်တွေမှာတော့အမြင်ကတန်းလန်းဒီမှာခိုင်ကိုခင်ဆွေနဲ့မပြတ်ရင်မပြတ်ဘူးလို့ပြောမောင်ပြောဖွင့်ပြောစမ်းခိုင်နဲ့မောင်ကြားကတန်ရုံးစင်ကိုမောင်ရအောင်ဖြတ်ပြဒါပဲ ခိုင်နဲ့သူနဲ့ပြတ်ခဲ့ရပါပြီလို့ပြောခဲ့တာကြားပြီပဲမောင်ရဲ့ခုလည်းဘာမှမဆိုင်ဘူးနောင်ကိုလည်းမဆိုင်ဘူးအဲ့ဒီနေ့ကသူအိမ်ကိုလိုက်ပို့တာပါမယုံရင်အိမ်ပေါ်ထက်ကလူတွေကိုမောင်မေးကြည့်ပါလားအခုသွားမေးပါခိုင်မညာနဲ့ဘာဖြစ်လို့မဆိုင်တဲ့လူကိုသွားမေးရမှာလဲလမ်းထိပ်ကလက်ဖက်ရည်ဆိုင်မှာည7 နာရီထိုးပြီးတဲ့အထိထိုင်ဆောင်နေရတဲ့မောက်ကူမောင်ပြန်ပြီးမေးမှာတော်စမ်းပါခိုင်အော်ဖြစ်မှဖြစ်ရလေမောင်ရဲ့အဲ့ဒီနေ့ကအပေါ်တက်မှာပါခါတိုင်းအပေါ်တက်သွားလို့ရှိရင်အောက်ထပ်ဖွင့်ထားတာလေဥစ္စာအဲ့ဒီနေ့တုန်းကအိမ်တကားပိတ်ထားတာပဲအဲ့ဒါမောင်ကလေစိတ်ဆိုးရင်သေကြောက်စရာကောင်းနေဖြည့်ရှင်းလို့ဘလို့မှမရဘူးဟိုအရင်တစ်ခေါက်ကဒီမှာလာပြီးအခုလိုဒေါပုံထားတာအပေါ်တက်ကတော့မှတိကြတယ်မောင်ကိုတွေ့ရမှာတော့ကျမကြောက်လာတယ်နည်းနည်းလေးမှအမှားမခံဘူးအော်ဒေါသဖြစ်တဲ့လူကလွန်တာပဲပေါ့ဟုတ်လားဒေါသဖြစ်အောင်လုပ်တဲ့လူကတော့အပြစ်ကင်းပြီးသားပေါ့မှားတယ်ဆိုတာကမှားမှန်မသိပဲမှားတယ်အမှားလားမှားမှန်သိရသားနဲ့မှားတယ်အမှားလားခွဲခြားအောင်မောင်မကြိုက်တာတော့ခိုင်လို့မောင်ပြောပြီးပြီဆိုတော့ခိုင်သဘောမကျခွေးမိကောက်ကြည်တော့စွတ်တယ်မောင်ကျမကိုမယုံဘူးကိုယုံရင်လေခိုင်စကားဆိုရင်မောင်ယုံနေတာကြီးပဲမယုံတာကခိုင်ကိုခိုင်တက်လုံးအတွက်ငါပြောလိုက်တဲ့စကားဟာတကယ်မှဟုတ်ရဲ့လားလို့ကိုဖာတာကိုပြန်ပြီးယုံမှတန်တရားဖြစ်နေတာမောင်မဟုတ်ဘူးခိုင်ခိုင်ချွင်းချက်တွေပြင်ဆင်ချက်တွေဖြစ်ဆွက်ချက်တွေစင်ကျင်စင်လက်တွေအများကြီးဝိုင်းရနေတာခိုင်စကားမောင်တိတ်သွေးဆူနေရဲ့ပြောပါဦးကိုခင်ဆွေကိုမကျေနပ်တာတွေအသက်ခိုက်အောင်နာတာတွေသူ့ကိုပြောလွတ်လိုက်တယ်ဆိုတဲ့စကားတွေလေချစ်ကျမကိုဆက်ဆုပ်သွားပြီမလားချစ်ကျမကိုစိတ်ကုန်သွားပြီလားဘာလို့လက်သီးဆုပ်ထားရတာလဲကွယ်လက်ဝါးကိုဖြန့်ပြီးပါးကိုပိတ်ရိုက်ပလိုက်ပါလားအရေးမကြီးဘူးထင်တဲ့အသေးအဖွဲလေးတွေကတခါတိတ်ပြီးအရေးကြီးလာတတ်တာပဲနော်မောင်နောက်ကိုဘယ်တော့မှအဲ့လိုမဖြစ်အောင်ကျမစင်ကြင်ရမှာပေါ့လေကျမလိုမိန်းမတစ်ယောက်ကြောင့်မောင်သိစီစင်ရဲနေရပြီပဲကျမကိုမယုံဘူးလားယင်အတိတ်လည်းမရှိတာလေရှောက်ပြောမနေစမ်းပါနဲ့ခိုင်မင်းမလဲလို့မောင်တွေးနေရမလားကိုစိတ်ကိုမင်းမသိရင်စောင်းမနေပါနဲ့မောင်ကိုဘယ်တော့မှကျမမညာခဲ့ဘူးဆိုတာသိပါတယ်ကိုခင်ဆွေနဲ့ပတ်သက်တာကလွှဲရင်ခိုင်ဘာမှမညာပါဘူးအိုးမောင်ကိုအကုန်ပြောခဲ့ပြီးပြီပဲဇလန်အစကလေးကပြောခဲ့တယ်ဟာဇလန်အဆုံးတတ်တာတော့ကြံသေးတာပေါ့လေဇလန်ကဆုံးကကြာခဲ့ပြီပဲမောင်ကျမကိုချစ်တယ်လို့ပြောတဲ့နေ့ကလေးကသူ့နဲ့ဇလန်ဆုံးကတိုင်ခဲ့တာပဲသူနဲ့ပတ်သက်လို့စိတ်ထဲမှာရှင်းပြီးသားပါစိတ်ထဲမှာတော့ရှင်းသွားပြီဟုတ်ပါတယ်ရှင်းပြီးသားပါရုပ်အားဖြင့်တော့တွားလိုက်စားလိုက်ဖြစ်နေစေမိတ်ဆွေတယောက်ရဲ့ကားကြုံနဲ့အိမ်ပြန်တဲ့သဘောမျိုးတဲ့ဘာမှမပူဘူးမောင်ကားကြုံစီးရကနေလူကြုံယူမိလိုက်အောင်ပါမောင်ကျမကိုဒီလောက်အထိထင်သေးနေကျမကိုဘာလို့ချစ်နေရသေးလဲမချစ်နဲ့တော့ပေါ့လူတယောက်ကိုခုပဲချစ်ခုပဲမချစ်လို့လို့ရတယ်ပေါ့ဒီမဲ့ကိုအဲ့လိုအစားတွေကမဟုတ်ဘူးအဲ့ဒါခိုင်သိလားခုတစ်မျိုးတော်ကြတစ်မျိုးပြောင်းပြန်လှုပ်တတ်တဲ့လူစားမျိုးမဟုတ်ဘူးသိလားဟုတ်တယ်ကျမကတော့အဲ့ဒီအစားမျိုးပဲဘာပြောမယ်ဆိုတာဘာလဲဤအော်တခြားမဟုတ်ပါဘူးသူ့ကိုကိုဝင်းလိုက်လက်ထပ်ချင်းစိတ်ကုံသွားအောင်ပြောပေးပါတဲ့ဘာအတိပဲပါလဲအဲ့ဒါတော့ဤမသိဘူးလေသူလဲစိတ်ကုံနေတယ်တဲ့လက်ထပ်ရင်လဲမြင်းမှမဟုတ်ဘူးတဲ့3-4 လတော့မကြပါဘူးတဲ့ပြီးတော့သူဘသူ့ကိုမှလက်မထပ်ပါဘူးတဲ့အော်ဆက်ပါအောင်ဤကိုဝင်းလိုက်ကသူ့ကိုခဏအရှက်ခွဲတယ်တဲ့ဘာကိုပြောတာပါလဲကိုနားမလည်ဘူးဤအိမ်အပေါ်ဓာတ်ကလူတွေကြောင်းကိုဝင်းလိုင်ကအော်ကြီးဟစ်ကျေဒေါကန်နာတို့
သူ့မှာကိစ္စရှိလို့အချင်းချက်ပြည့်ရင်ကိုဝင်းလိုင်ကစိတ်ဆိုးတာတို့သူ့ကိုစွတ်ခေါ်တာတို့ဟိုလူဒီလူနဲ့သမုတ်တာတို့ပေါ့ ပြီးတော့ကောဤ ခြုံလိုက်ရင်တော့ဤနဲ့ကိုဝင်းလိုင်လို့ပဲအသွင်မတူလို့စိုးစိုးကခွဲကြတာအကောင်းဆုံးလို့သူပြောတာပါပဲအစကတော့ဤနဲ့ခုလိုလမ်းခွဲကြလို့သူ့ကိုတနာတာနဲ့ဤကိုစားသူ့အချစ်လက်ခံခဲ့တာပါပဲတဲ့ခုတော့စိုးစိုးကလေးကလမ်းခွဲကြဖို့ပြောပြပါတဲ့ ဤကိုဒီအတိုင်းပြောသွားတယ်ဟုတ်လား ဟုတ်တယ်ကိုဝင်းလိုင်ဘာတဲ့လေဝင်းလိုက် ခိုင်ယုံမလာဘူးတဲ့ကွာခွင့်ယူထားတယ်လို့ပြောတယ်ကြွကြွ နော်အဲလစ်နဲ့ခိုင်နေကနေ့လေကတွေ့သေးတယ်ဆို အေးငါနော်အဲလစ်စီကိုရောက်တော့ငါ့ကိုတွေ့ချင်းပဲနော်အဲလစ်ကဟောကျမအခုပဲခိုင်စီကပြန်လာတာတဲ့ငါလည်းပြုံးနေကြောင်သွားတယ် ဟော ဘာဖြစ်လို့လဲဆိုတော့စိုက်ပျိုးရေးမှတ်တိုင်အစင်းမှာခိုင်နဲ့တွေ့နေကြဆီယာမတယောက်ကိုလည်းတွေ့လို့ငါမေးကြည့်တော့ကြတော့ဒီနေ့ခိုင်ယုံမလာဘူးတဲ့ ဟာလား နော်အဲလစ်ကပြောတော့တမျိုးကွာဒါနဲ့ငါလည်းနော်အဲလစ်ကိုခိုင်အိမ်ပြန်သွားတာလား ဒီတော့ ဒီတော့နော်အဲလစ်ကသူ့ဌာနကိုသွားတာတဲ့ခိုင်ကစားတော့ဆိုင်ခေါ်သွားပြီးစီချက်ခေါက်ဆွဲကြွေးတာတို့ဘာလို့ပေါ့ကွာဆက်ပြောတယ်ငါလည်းစိတ်အတော်ခါခက်သွားတယ်ကွာချက်ချင်းခိုင်ယုံကိုသွားဖို့တော့စိတ်ကူးလိုက်သေးတယ်အမင်းနဲ့ချင်းထားလို့တာပေါ့ဖုန်းဆက်တော့လည်းမရှိဘူးတဲ့ခွင့်ယူထားတယ်တဲ့ငါနားမလေတော့ဘူးကြွကြွရဲ့ မင်းပြတ်သားဖို့အချိန်ရောက်ပြီထင်တယ်ဝင်းလိုက် စိတ်ထဲမှာအောင်တိအောင်တကြီးကွာ အေးမခင်အစီသွားပြောတဲ့ကိစ္စမှာလဲအတော်တရားလုံနေမင်းနဲ့သူနဲ့ယူရေးမြူရေးကိစ္စကမင်းနဲ့သူနဲ့ပဲရှင်းရမှာမခင်အင်းနဲ့သူနဲ့ကိစ္စမဟုတ်ဘူးကြားလူထားဖို့မလိုဘူးဒီကိစ္စမှာမမလွင်ကတော့ခိုင်ကိုအတော်မကြင်မနဲ့ဖြစ်နေတယ်ခိုင်ဟာရွှေတနေ့ငွေတနေ့မင်းမစားမျိုးပဲတဲ့ငါလည်းဒီလိုပဲမြင်လာသူဟာဘာမှကြတိပြတ်မရှိဘူးကွာငါသဘောပြောရရင်တော့မခင်အီကိုသာခိုင်ပေါ်မှာသိခံတာမျိုးမင်းသိခံနေရင်ခုလိုဘာမှပြဿနာရှိလာမှာမဟုတ် ဟေးခုတော့ပြောစရာတွေဖြစ်ကုန်ပြီပေါ့ကွာငါလည်းခိုင်နဲ့ပတ်သက်ပြီးဘယ်လိုတွေးရမှန်းတော့မသိတော့ဘူး အေးမင်းတတိထားသေသွားလိမ့်မယ်ဒီဟာမှရှုပ်ကိုရှုပ်တယ်မင်းကလည်းမင်းပါပဲကွာဘာမျိုးဟောင်းသွားတူညာမျိုးဟောင်းသွားတူရှေးဟောင်းသူတနလုပ်ငန်းတွေမှာတော့မင်းကတော်တော်ရှာပါကိုအတိုင်းလုံးကိုပြန်တူးတဲ့နေရာမှာတော့မင်းတော်တော်ကိုချ ပြောတော့ချောချောပြောတော့ ဒီမင်းဝင်လာဒီမင်းငါပြောတဲ့အတိုင်းလုပ် ပြောပါအောင်ကွာ ခုဖုန်းထက်ဆက်မယ် ဟမ်ဆက်ပြီးပြီပဲကွာ ငါလုပ်ပြပါမယ်ဟယ်လိုခိုင်နဲ့တွေ့ကြလို့ပါ ခိုင်မကူကူဘာကိစ္စရှိလို့လဲကူကူ ဩခိုင်လားကိုမဟုတ်ပါဘူးဒေါက်တာခင်ဆွေမဟုတ်ပါဘူးဝင်လိုက်ပါခင်ဗျာဘာကိစ္စမှမရှိပါဘူးဒီနေ့ခီးထွက်เสียရှိလို့လမ်းနှုတ်ဆက်တာပါ ဟင်အော်ဟိုကျမလေးဟိုမတွေ့ရတာကြာလို့လူများမှားနေသလားထင်ရတယ်ပြီးတော့ခိုင်တို့ဌာနကလူတွေကလည်းနားနှာခေါင်းနဲ့မျက်စိစေးုံကိုတွားပြကြဖို့ကောင်းတချို့ကခိုင်ကိုမြင်လိုက်တယ်တဲ့တချို့ကတော့မမြင်ရဘူးတဲ့ဒီကြားထဲကအဲလစ်ကလည်းခိုင်ခွင့်ယူထားလို့ဌာနမှာမရှိတာကိုပဲခိုင်နဲ့အခုပဲတွေးလိုက်ရတယ်တဲ့လူတွေပဲယူနေသလားကိုပဲယူနေသလားတော့မသိဘူးခိုင်ရဲ့မိစမောင်ခိုင်ကိုကိုမြင်လိုက်ရတာနဲ့ပဲဝမ်းသာလုံးစုပြီးစကားတောင်ပြန်မပြောနိုင်တော့ဘူးလားခိုင်ပြောချင်တာအကုန်ပြောကြိုက်တဲ့လောက်ပြောကျင်တဲ့ထိပြောအပြောခံမှုကျမရှင့်ကိုလာတွေ့တာ ရှင်ဟုတ်လား ကြားလိုက်ရတဲ့နဲ့ဘာလို့ထက်မင်းနေရသေးရလဲ မင်းတော်တော်ကိုရိုင်းဆိုင်လာပြီဟမ် ထင်ပေါ့ အာကူအာရာနောက်ကန်တော်တော်တောင်းတောင်းတင်းရှိနေနေရတယ်ဟုတ်လား လူရင်းကသာပြောပါကိုဝင်းနိုင်မဆိုင်တဲ့စကားတွေတိုင်းဝိုင်းမနေပါနဲ့ မင်းဘာတွေရှောက်လွတ်ခဲ့တယ်ခိုင်မင်းသဘောကဘာလဲ တိပြီးသားကိုပဲလေးကုံခံပြီးဘာလို့မင်းနေရတာလဲကိုဝင်းနိုင် ကိုတိပြီးသားတော့ဟုတ်ပါလေမင်းကိုမင်းတိဖို့အတွက်မင်းကိုမင်းနေရတာခိုင် ကိုလှုပ်ချင်တာလှုပ်ပြီးမှငါဘာလို့မိတယ်လို့သိတဲ့အစားမျိုးတွေကျမမပါဘူးကိုဝင်းနိုင် ဟမ် အရာရာကိုကျမဘယ်လိုလှုပ်ထိုက်တယ်ဘယ်လိုလှုပ်တင်တယ်လို့ကြိုပြီးစဉ်းစားဆုံးဖြတ်ပြီးသားပါ ဒါဖြစ်ရင်မင်းကကိုထင်တာထက်ပူပြီးပြက်ပေါ်လော်လီရဲ့မိန်းမစားမျိုးဟုတ်တယ် ဟုတ်တယ်
ကျမဟာမင်းမကောင်းမှမဟုတ်တာ မ လေ ခင်ဤစီသွားပြီးငါအချက်ကိုမင်းခွဲလိုက်သေးတယ်လေ ဟုတ်တယ်လှုပ်တင်လှုပ်ထိတ်တာကျမလှုပ်လိုက်တာပဲ ဒီမဲ့ခိုင်မင်းဟာမင်းအမှားတွေကိုဝန်မခံတဲ့အပြင်စင်သေးကိုစိတ်တရေနဲ့ဖုံးမှုစူးစမ်းနေပြီလား လာကလေးကပြောထားပြီးသားပဲပြောသမျှခံဖို့လာခဲ့တာပါဆိုပြောလို့ကျင်တယ်ဗျလား ရှောင်လို့တိမ့်လို့မရတော့တဲ့အဆုံးမှာဒီစကားတွေကလဲလို့မင်းပြောစရာစကားတွေလို့ဘာမှမရှိတော့ဘူးလားခိုင်ဟင် ကျမရင်ဆိုင်တာကိုရှင်မယုံကျင်လဲနေနိုင်နေရှင်ယုံအောင်ကျမတက်တည်ပြစရာမလိုပါဘူးကိုဝင်းလှိုင် အော်ဟောမင်းစကားတွေကတိတ်ပြတ်သားလာကြီးလား ချိန်တန်ပြီကို အော်အချိန်တန်ကိုခင်ဆွေနဲ့ရွှေကြိုးငွေကြိုးပြန်လှုပ်လာနိုင်တဲ့အချိန်ပြောတာ ဟုတ်တယ်လေအဲ့ဒီတော့ဘာဖြစ်လဲရှင်နဲ့ဘာဆိုင်လို့လဲရှင်ဘာလို့ပြောညာလဲရှင်ကိစ္စလားရှင်ပြောပါ ငါကိစ္စဟုတ်လား ဟုတ်တယ် ငါကိစ္စကြာပဲခိုင် ထပ်ရင်နိုင်ပါသေးတယ်မောင်ရဲ့ထပ်ရင်နိုင်ပါသေးတယ်ဟောဒီဘာတစ်ဖက်ကြံပါသေးတယ်မောင်မနေ့ပြန်ရုံမတက်ပါနဲ့ခွင့်ယူပါ9 နာရီခွဲလောက်မှာလေခုံးရှိရစောင့်နေနေလာမှပဲအကြောင်းစုံပြောပြတော့မယ်တအရေးကြီးတယ်မောင်ရဲ့ခိုင် ဘာကိစ္စလဲ ငါလည်းမသိဘူးဝင်းလိုက်ဟာနော်အဲလစ်ကအဲ့ဒီစာသားငါ့ကိုပေးလိုက်တာ तू လည်းဘာရလို့မသိဘူးတဲ့ ခိုင်လုံးလိုက်မှဖြင့်ဒီတိုင်းကြီးပဲ ချေ ဘာတော့ ထူးတာလည်းဘာတုံးနဲ့လေတန်းကလည်းငှက်ကြည့်မလို့စလုတ်တန်ကြီးနဲ့ချစ်ကိုကြည့်ရတာပင်မလိုက်တာရီမာကိုမရီပဲနဲ့ကြိတ်ပြီးမျိုးချထားရသေးတယ် ဟေးမိခိုင်ကြောစမ်းမအောင်တို့ကဒီကိုဘာလိုက်လောက်တာ ဟုတ်တယ်ဗျာခိုင်းရဲ့လုပ်ပုံကလျှို့ဝှက်သေးဖို့ဝတ္ထုကြနေတာပဲလူတစုကိုတနေရာမှာဘာမှမသိပဲစုံခိုင်းတယ်ပြီးတော့တနေရာကိုခေါ်သွားတယ်ဘယ်မှန်းလည်းမသိဘူး ဒီနေ့ဒီအချိန်မှာဒီလိုလုပ်ရမယ်လို့ကျမဆုံးဖြတ်ထားတယ်အဲ့ဒါလို့မှကျမမလုပ်လိုက်ရင်ရာဇဝင်လူဆိုဖြစ်တော်မှာကိုမကြည့်ပါဦးခုတော့မှတိတ်မကြည့်ချင်ဘူးမြင်တဲ့အတိုင်းမျက်မှောင်ကကုတ်တုတ်တုတ်နှခမ်းကစူတူတူစကားလဲဟတတာတော့ပြောဖို့မရ ဟုတ်သားပဲကွာဝင်းနေမင်းကလည်းစကားလေးပါလေးပြောပါဦး ဘယ်လိုလဲဆရာကြီးရဲ့ဘယ်လိုလဲငိုင်လွန်းလာကြည်လားဒီနေ့ခိုင်လို့လက်ထက်ကြမယ်ဒါကြောင့်ဒီကိုခေါ်လာတာ ဘာပြောလိုက်တယ်ခိုင် ပါလေတကယ်တမ်းလက်ထက်စာချုပ်မှာလက်မှတ်ထိုးရတော့မယ်ဆိုတော့ဤနဲ့တူတူကိုသတိရနေတဲ့ထင်ပါကဲထတရားသူကြီးရှေ့ရစပွဲကိုသွားကြရအောင်နော်ကျမကိုချစ်မကြင်မနဲ့ဖြစ်နေပါလေဟုတ်တယ်မလားလက်မှတ်ထိုးမယ်သာဆိုလိုက်ရတာချစ်နှစ်နှစ်ကာမရှိတော့ဘူးလားမှမသိတာကျမပြောတာဟုတ်တယ်မလားချစ်ဖះကိုဖြစ်တဲ့ဇင်းဇမာနလူများဖြစ်သွားမလားယင်ချစ်တောင်းဆိုလာခဲ့တဲ့အရာတစ်ခုဖြည့်စွမ်းခဲ့တဲ့မိမတယောက်ကိုစကားပြန်ဖို့မရတော့ဘူးလားမောင်ရင်ဟုတ်ပါလေလေဟုတ်ပါလေကျမမကောင်းတာပါမောင်ကျမကိုချစ်ခဲ့မိတာကိုကစိတ်ဆင်းရဲစရာပါမှားခဲ့တာပါအခုလည်းလက်မှတ်ထိုးတာမှားပြန်ပြီလို့မောင်တွေးနေတယ်မလားယင် မဟုတ်တာတွေရှောက်ပြီးတော့အလကားပြောမနေစမ်းမနဲ့ခိုင်ရကိုခုထိနားမလည်ဘူးပြီးတော့ခိုင်လုတ်ခဲ့တဲ့အလုပ်တွေကိုခိုင်ပါတာပြန်ပြီးစဉ်းစားစမ်းပါ ဟုတ်ပါတယ်မောင်ကိုကြိုပြီးအတိပေးတဲ့နာပေါ့နော်ဒါလေးလေအခုမှသတိထားမိတာပါလောကကြီးကလည်းတစ်မျိုးပဲနော်ကောင်းတာမှန်တာကိုလုပ်တာဖြစ်ပေမဲ့စီကံကလနာတွေကအများသားစိတ်ညစ်စရာကြီး ကျုပ်ကလည်းမြင်ရောခင်ဆွေကားပေါ်ကမန်းကရန်တက်ပြီးထွက်ပြေးသွားကြပူဆိုးတာ အော်
ရင်ဆိုင်တိုးလိုက်ရင်ပြဿနာတွေရှုပ်ကုန်မှစိုးလို့ပါချစ် နေမျိုးကပြန်လာပြီးရှောင်နေတာမျိုးမလုပ်တော့ဘူးလားခိုင်မခင်အေးကိုသွားပြောပါဦးခိုင်မဖြစ်နိုင်တော့တဲ့အကြောင်းလေရေရှည်မှာမမြင်နိုင်တော့တာလို့ပေါင်းပြစ်မှာမဟုတ်ဘူးဆိုတာမျိုးသွားမပြောတော့ဘူးလားခိုင် အမှတ်တညာကြီးလိုက်တာကွယ်ဒီနေ့ကျမမောက်ရင်ဝင်လေးကိုရောက်နေပြီလေစိတ်ညစ်စရာတွေပြောပါနဲ့မောင်ရဲ့ဒီနေ့ဘဝသစ်စကြပြီမလားပြန်လို့တော့မစင်စားခြင်းနဲ့ရှေ့ဘဝကဟာတွေကိုမေ့ပြစ်လိုက်ကြပါစို့ကွယ်နော်မေ့ပြစ်လိုက်ကြပါစို့အော်မေ့တတ်လိုက်တာခုမှသတိရတယ်ဒီနီလာငကကသူစင်ထားတဲ့ငကားမောင်ရဲ့မဝတ်ချင်ဘူးပြန်ပေးဖို့လေကျမသူ့ကိုမတွေ့ချင်ဘူးချစ်ပြန်ပေးပေးပါလားယင်ကိုနဲ့ဘာဆိုင်လို့လဲတယောက်ကိုပြီးခိုင်းလိုက်အိုးဟုတ်သားပဲ sorry ပဲချစ်ချစ်စိတ်နှောက်ယှက်ဖြစ်သွားလာရင်ချစ်ခွင့်လို့ပါချစ်နေကင်းလုံးကဣလာတယ်မောင်ရဲ့ဘာကိစ္စလဲအော်ခိုင်နဲ့မောင်လက်ထပ်ပြီးရဲ့သတင်းပါပြီးရဲ့နောက်တစ်နေ့မှပဲလာပေးမလို့တဲ့သူမအားတာနဲ့ခုမှပဲလာပေးရတာတဲ့လေကျမကပြောလိုက်ပါတယ်ဒီလောက်အရေးတကြီးမလို့အပ်ပါဘူးဤရဲ့သဘောကိုသိပြီးသားပါလို့ဒီတော့ तू ကပြောတယ်သူ့အတွက်အရေးကြီးလာလိမ့်မယ်တဲ့အခုလိုကွာရှင်းပြက်စဲကြောင်းကိုသတင်းစာထဲမှာထည့်ခြင်းနဲ့ထည့်ပေါ့မထည့်ခြင်းလည်းမထည့်နဲ့ပေါ့တဲ့ရော့ဒီစာကမောင်ကို तू ပေးတာမောင်ကလည်းအဲ့ဒါမျိုးတစောင်သူ့စီရေးပေးထားဖို့ကောင်းနေဟုတ်ကွာဒါတွေမလို့ပါဘူးအိုးဘယ်နဲ့မလို့ရမှာလဲ तू လဲသွေးနဲ့ကိုသားနဲ့ကိုပဲအိမ်အောင်ပြုတ်မယ်ပါမယ်ဆိုရင်မောင်စီကဖြတ်စာကို तू မယူထားရင်ဘယ်ဖြစ်မလဲပြီးတော့ तू အိမ်အောင်ပြုတ်လို့မရအောင်မောင်ကဖြတ်စာမပေးပဲထားတာလို့သူတို့ဘက်ကထင်ရင်ထင်းနေမှာမောင်ကအဲ့ဒါလိုလူစားမျိုးလားခိုင်ပြောတတ်တော်ဘူးလေပါဇက်ကလည်းဟင်းတစ်ဖက်ထက်လက်ကလည်းဟင်းတစ်ဖက်နှိုက်ပြီးပကံထဲကဟာဘယ်သူမှမစားနဲ့အဲ့ဒါလေငါဟာဆိုတာမျိုးမောင်ဖြစ်နေသလားမှမသိတာခိုင်မောင်ကိုဒီစကားမပြောနဲ့တော့ကြည်စားတာပါမောင်ကလေမောင်ကိုယုံပြီးသားပဲဟာမောင်ကိုကုံပြောမိမောင်ချစ်နေသေးသမျှပန်ထားပါမုန်းတဲ့အခါစွန့်ပစ်လိုက်ပါခိုင်ကလိုက်နာမှကြီးပါပဲမောင်ရဲ့နော်ခိုင်ဘာလို့ဒီစကားတွေကိုပြောနေရတာလဲမောင်ကိုအထင်သေးစကားတွေမပြောနဲ့ဘဝတစ်ခုလုံးမှာစိတ်ချမ်းသာစရာရလို့ရှိခဲ့တာမှမဟုတ်တာပြီးတော့လေတန်ရာတန်ချက်တွေဟာအခုထိကြင့်မယ်မကြံသေးဘူးညှို့လင်းချက်တွေစိတ်ကူးတွေဆိုတာပြေဝတယ်မှမရှိခဲ့တာလောကကြီးတစ်ခုလုံးကိုစိတ်မသက်မသာနဲ့ရင်ဆိုင်ခဲ့ရတာကြီးပဲကွယ်လူတွေနဲ့ပတ်သက်လာရင်ဘယ်သူမှသိထင်မထားခြင်းဘူးအဲ့ဒီဘသူတွေထဲမှာမောင်ပါလားပါခြင်းလဲပါမှာပေါ့မောင်ကိုတစ်သက်လုံးအတွက်ဘယ်လိုလုပ်လို့ထင်ထားရဲမှာလဲလို့ဒါခိုင်အတွေးလွဲနေတာပါမလွဲပါဘူးလူဆိုတာစိတ်ဓာတ်နဲ့လည်းပြုလုပ်ထားတဲ့အရာပဲစိတ်ဓာတ်ဆိုတာကလည်းအခုတစ်မျိုးတော်ကြတစ်မျိုးပြောင်းတတ်တဲ့အရာမျိုးပဲမလားမောင်ရဲ့အဲ့ဒါလိုမဖြစ်အောင်တစ္ဆာတွေဂရိတွေကျင့်ဝတ်တွေနဲ့ထိန်းထားတာပဲခိုင်ရဲ့အဲ့ဒီအချက်ကိုကျမမယုံကြည်စိုးမင်းမောင်ဘာဖြစ်လို့လဲခိုင်မောင်စိတ်မဆိုးနဲ့နော်ခိုင်ပြောမယ်မောင်နဲ့မခင်ဤသမီးစားဘဝမှာတုန်းကလမ်းခွဲဖို့စိတ်ကူးမိရဲ့လားပြီးတော့လက်ထက်တီးအဲ့ဒီတုန်းကရောလမ်းခွဲကြဖို့စိတ်ကူးမိရဲ့လားဂတိတွေသစ္စာတွေကျင့်ဝတ်တွေပဲမလားချစ်ခဲ့ကြတာမှမိုးမမြင်လေးမမြင်ကြားလီသွေးရင်ဝေးတယ်ထင်ခဲ့တာပဲမလားကဲအခုတော့ကောတကဘာစီဖြစ်ခဲ့ကြပြီလေကျမဆက်ပြောရမလားမောင်ပြောပါပြောပါကျမနဲ့ကိုခင်ဆွေလဲဒီအတိုင်းပဲဒီတော့တသက်လုံးအတွက်ဆိုတဲ့စကားကိုကျမမယုံဘူးအသွင်မတူကြလို့အတူဆက်ပြီးမနေနိုင်ရတာပဲခိုင်ဟုတ်ဘူးလားမောင်ကျမကိုတကယ်ချစ်ရလားယင်ချစ်တာပေါ့ခိုင်တကယ်မချစ်ဖဲနဲ့အခုလိုအချိန်နဲ့ရောက်တာပါမလားဘယ်လောက်ချစ်လဲရည်တွက်လို့မရနိုင်အောင်ကိုချစ်တယ်ခိုင်မောင်ဖြေတာမှားတယ်ဘာဖြစ်လို့မောင်စကားတိုင်းလေအသွင်တူးနေသေးတဲ့အထိအတူတကွနေလို့ရကြသေးတဲ့အထီးလို့ဖြေရမှာလीမခင်ဤတုန်းကလည်းသိချစ်တာပဲဤရဲ့လို့မောင်ပြောခဲ့တယ်မလားအခုကျမကိုရောသိချစ်တာပဲခိုင်ရဲ့လို့မင်္ဂလာဥညမှာမောင်ထပ်ပြီးပြောဖြစ်ခဲ့ပြီမလားတကယ်လို့ကျမကိုမောင်စွန့်ပစ်သွားပြီဆိုပါတော့
ဒီခါနောက်တစ်ယောက်ကိုရော မင်းကိုမင်းကြတော့ကိုခင်ဆွေကိုအဲ့ဒါလိုပဲလား ကျမမညာတတ်ပါဘူးသူ့ကိုအသေးရောဥရောနှစ်ပြီးတိတ်ချစ်ပါတယ်လို့ကျမပြောခဲ့တယ် ကျုပ်ကိုကြတော့ဒီလိုမပြောဘူးသေးပါဘူး ဟောကျုပ်တေပါရင်နဲ့မောင်ကျွမ်းပြီးတူလာပြီထင်နေမင်္ဂလာဦးညကျမမောင်ကိုပြောခဲ့ပါတယ်မောင်သိမ့်မှုနေလို့မမှတ်မိတာဖြစ်မှာပါ ဒါဖြစ်ရင်တကယ်လို့နောက်တစ်ယောက်ကိုကြတော့မင်းအဲ့ဒါလိုပဲဆက်ပြီးပြောဦးမှာလား မောင်ကကျမကိုမလွှင့်ပစ်သေးတဲ့၍နောက်တစ်ယောက်ဆိုတာကျမမှမရှိနိုင်ပါဘူးမောင်ရဲ့ ဒါပေမဲ့စကားပမာဆိုတော့မောင်ကလမ်းခွဲထွက်သွားပြီဆိုရင်ရောနောက်ထပ်တွေ့တဲ့သူကိုတိတ်ချစ်ပါတယ်လို့ပြောဦးမှာပဲလား မောင်ကယုံမရရင်တန်မရအရင်ရှာတာပဲကို မောင်မေးတာပါဖြေစားမှာခိုင် လူဆိုတာအထီးကျန်နေခဲ့တဲ့သတ္တဝါပါဒါဟာအယိုးသားဆုံးအဖြေပါမောင် ဒါဖြင့်မောင်ကိုပြောတယ်လို့နောက်တစ်ယောက်ကိုပြောဦးမယ်တော့ဟုတ်လား သိချစ်တယ်လို့တော့ပြောမိမယ်မထင်ပါဘူးကျမသိချစ်တဲ့လူကမောင်တယောက်တည်းဆိုတော့ချစ်တယ်လို့တော့ပြောမိမလားပဲ ဒီလိုဆိုမောင်ကိုဘာဖြစ်လို့လက်ထပ်ပေးလဲဟမ်တယောက်ယောက်အစားထိုးရင်လည်းဖြစ်နိုင်တာလေစား အစားထိုးရင်ဖြစ်နိုင်တယ်လို့ကျမမပြောမိပါလားမောင်ရဲ့ အဲ့ဒီအတိတ်ပဲမဟုတ်ဘူးလား အိုးဒါမောင်အတွေးတက်တက် မဟုတ်ဘူးခိုင်ရင်ထဲမှာရှိနေတာတွေကိုခုပဲခိုင်ဖွင့်ပြောလိုက်တယ် ရင်ထဲမှာအသိရှိတဲ့စကားတွေကျမပြောတာမဟုတ်ဘူးမောင်မေးလို့ဖြေတဲ့အဖြေပါလူတွေမှာဖြစ်တတ်တဲ့သဘောကျမကပြောပြနေတာပါ ခိုင်သဘောနဲ့ဒီအတိုင်းပဲရှိတယ်လို့ပြောတာနဲ့ဘာချသေးလဲ အော်မောင်ရဲ့မေးလို့လည်းဖြေရသေးတယ်ဖြေတော့လည်းမောင်စိတ်ကြိုက်မတွေ့ဘူးကျမဘယ်လိုဖြေရမှာလဲ ဒါတော့စဉ်းစားကြည့်လေမောင်အပြင်ချားတစ်ယောက်ရှိတယောက်ကိုချစ်တယ်လို့ပြောနိုင်တယ်နော်ခိုင်ကိုမောင်ဘယ်လိုနားလဲရမလဲဟင်ကြားရလူရဲ့ရင်ထဲမှာဘယ်လိုနေမလဲဆိုတာလေစဉ်းစားစမ်းပါ နေပါဦးမောင်ရဲ့မောင်အခုကျမကိုစွန့်ပစ်လိုက်ပြီလားကျမကမောင်အပါထွက်သွားရပြီတဲ့လားကျမရောတခြားတယောက်ကိုဖြောလိုက်ပြီတဲ့လားအစရတဲ့စကားခံထားတာပဲမောင်ကလေမောင်မစွန့်ပစ်သေးသေးပါလို့မောင်ကျမကိုဘယ်တော့မှရှင်ရဲနဲ့ခွဲမသွားဘူးဆိုတာကျမယုံနေကျမကိုလေဒီအတိုင်းမှမောင်ကလေသိစကားအကြကောက်တာပဲသူမေးတာမဖြေနဲ့မကြိုက်ဘူးအမှန်အတိုင်းဖြေတော့လေသဘောမကျဘူးမောင်တော်တော်ဆိုးတယ် ခိုင်ပြောပါတယ်နော် ဘာလို့မေးလိုက်တာလဲချစ်ကောခိုင်းနေနေရတာမပြောဘူးလား မျက်နှာကြည့်ုံနဲ့သိနိုင်ပါတယ်လေ မယုံပါအထူးသဖြင့်မောင်ကိုပိုးလို့မယုံသေး မယုံရင်လည်းမတတ်နိုင်ဘူးဗျာခိုင်ကမောင်ဘဝမှာအလှဆုံးလို့ထင်နေတာထင်လို့လည်းဟုတ်တယ်မဟုတ်ဘူးဆိုတာသိချအောင်ခဏခဏပြန်ကြည့်ပေးနေရတာဗျာ မရွှေဤရောအဲ့လိုမကြည့်မိဘူးလား ဟော ကလေးတယောက်အမိသားဆိုရတယ်မရွှေဤကလည်းကျမရဲ့ပူတောက်နေမောင်ရဲ့အဟုတ်ပြောတာ ခိုင်စကားကလည်းကွာဟိုရောက်ဒီရောက်နေ မောင်ကိုခင်းခဲ့တယ်မထင်နဲ့အောင်တော့ကျမပြောမယ်ခိုင်ရင်မောင်တော့ကွာဘယ်မင်းကလေးနဲ့ကြိုက်နေတယ်ခိုင်ရင်မောင်ဘသူနဲ့ဘယ်မှာဘာဖြစ်ခဲ့တယ်ဒီညဘသူစီကိုသွားမယ်ပြောခိုင်ရင်မောင်ဘယ်မင်းကလေးနဲ့ဘယ်နှလှသွားပေါင်းနေအောင်မဲဆိုတာလေပြောကျမမကန့်ကွက်ဘူးမတားဘူးတကယ်ပြောတာမယုံလို့ကြည့်ဟမ် ဒီလိုဆိုရင်ချစ်တယ်ဆိုတဲ့အတိတ်ကဘယ်ရှိတော့မလဲ ဒါတော့မသိဘူးလေမောင်ကိုချစ်တဲ့အချစ်ဟာမောင်ကိုလှောင်အိမ်ထဲထဲပြီးလေဝင်ပေါက်တော်မရှိအောင်လှောင်ပိတ်ထားတဲ့အချစ်မျိုးမဟုတ်ဘူးကျမကိုချစ်နေတယ်လို့ပြောနေသမျှကာလပတ်လုံးမောင်ငါ့ကိုချစ်နေပါလားလို့ကျမယုံကြည်နေသမျှကာလပတ်လုံးကျမကျေနပ်ပြီလေမောင်တကယ်ချစ်တာကကျမကိုတို့လျှောက်ရမယ်ခီးရမသိမချင်းဒီကြားထဲမှာလမ်းလျှောက်ရင်ခလုတ်ကတင်တိုက်မိတာမျိုးခွင့်လွှတ်ရမှာပေါ့နားလည်မှုထားရမှာပေါ့မောင်ရဲ့ ခလုတ်ကသိန်းကိုမောင်ကတမင်လျှောက်တိုက်တာမျိုးဖြစ်မလာနိုင်ဘူးလို့ဘသူကအာမခံတယ်ပြီးတော့သူ့ဖာသာသူနေခြင်းလို့နေကိုလဲကိုဖာသာကိုနေခြင်းလို့နေလင်မယားအဖြစ်နဲ့တော့အိမ်ထဲမှာအတူနေဆိုတဲ့အိမ်တော်ကြီးမျိုးပေါ့ဟုတ်လား ကျမဟာမောင်ကိုချစ်တဲ့အချစ်ဟာဘယ်လိုသဘောမျိုးဘယ်လိုအနေအထားမျိုးပါလို့ရှင်းပြတာပါမောင်ရဲ့ကျမအဲ့ဒါလိုနေမယ်ကျမကိုအဲ့ဒါလိုခွင့်ပြုပါကျမတို့အဲ့ဒါလိုနေကြတာပေါ့လို့ပြောနေတာမဟုတ်ပါဘူးနော်ကျမရဲ့အချစ်ကသိနားလေခွင့်လွှတ်တတ်တဲ့အချစ်မျိုးမောင်ကြီးအဲ့ဒီအချစ်မျိုး ဒါပေမဲ့မောင်ကအဲ့ဒါလိုခိုင်ကိုခွင့်လွှတ်နေမဲ့လူစားမျိုးမဟုတ်ပါဘူးကွာ ကဲစကားတွေရက်တော့ထမင်းစားဖို့ကိစ္စအတွက်ဈေးသွားရအောင်မေ
ချေရပြည့်ရတဲ့ဒုက္ခကလည်းမသေးလာဘူးနော်အစားလေးတစ်လုံးအတွက်ဒုက္ခကများလုံးလာတယ် အဲ့ဒီစကားမောင်မကြာခဏပြောတယ်လူရယ်လို့ဖြစ်လာကြတော့မှအဲ့ဓာတွေကဒုက္ခဘယ်ဟုတ်မလဲမောင်ရဲ့လူတိုင်းဟာကိုယ့်လိုအပ်မှုအတွက်တော့လုပ်နေကြရမှာပေါ့အသက်ရှင်နေခြင်းတော့အစားစားရမယ်ဒီတော့အစားထွက်ရှာရမယ်ချက်ရမယ်ရှာရတာတွေချက်ရတာတွေကိုပင်မဆင်းရဲတယ်ပြောလို့ဘယ်ဖြစ်မလဲအသက်ရှင်နေခြင်းကြတာတော့စကားတွေထည့်မပြောတတ်ကြဘူးကျမတို့အဲ့ဓာတွေကိုဒုက္ခလို့မမြင်ပါဘူး မောတော့မောနေတယ်မလား မောတယ်လေဒါပေမဲ့ငါလင်းယူလို့လင်းစားကောင်းအောင်ချက်ရပြရလို့ငါပင်မပြီးမောတာငါလင်းယူလိုက်လို့ဒီအမောတွေဒီဒုက္ခတွေရလာတာလို့အတွေးမရပါဘူးတယောက်တည်းနေလေဒီဒုက္ခရှိနေတာပဲမွေးတာနဲ့တေးတာကြားထဲမှာအလုတ်ပူရဲ့လို့ဘာမှမရှိဘူးလုံရမာတွေကိုလုံနေကြတာပဲရှိတယ်မောင်ရဲ့ ဟုတ်ပါတယ်ဗျာဟုတ်ပါတယ် အမေနေကောင်းလားဤ ကောင်းပါတယ် ဖေရောတလောတော့ကခါကြိုက်တယ်ဆိုတာဘယ်နဲ့မြင်ပြီ ဟုတ်ကဲ့တက်တာသွားပါပြီ တူတူကကျောင်းကဘယ်တော့မှပြန်လာမှာလဲ ညနေကျောင်းဆင်းလို့ရှိရင်ကျူရှင်တန်းသွားမှာဆိုတော့မှောင်မအိမ်ပြန်ရောက်တယ်လေဒါနဲ့စားရတယ်နော် စာအော်ကို့အတွက်အရေးကြီးပါလိမ့်မယ်လို့ပြောပြီးပြေးခဲ့တယ်ဆိုတာ ဟုတ်တယ် ဘာဆိုလို့မှကိုနားမလဲဘူး အော်ကိုဝင်းလိုင်စိတ်အနှောက်အယှက်ကင်းရင်ဖြစ်ရအောင်ပါတနေ့နေ့မှာတော်ကြကြတော့ကျမကဘာချပြောမလဲဘာကြောညာမလဲလို့ကြောက်ကြနေရင်မကောင်းဘူးလေ ကိုကပြက်စင်းစာရေးပြီးဘူးလို့သေးလား မလိုပါဘူးကိုဝင်းလိုင်ရဲ့ ကြည့်ရောဤ ဘာလဲ ပတ်စံနေရလိ မယူတော့ဘူးဟိုတုန်းကတော့ကိုဝင်းလိုင်တယောက်တည်းကိစ္စမရှိဘူးလေခုတော့နှစ်ယောက်ဖြစ်လာပြီမဟုတ်လားကိုဝင်းလိုင်တသက်ဘောတဲ့နဲ့ဖြစ်တဲ့ကိစ္စမှမဟုတ်တာ ခိုင်တိပြီးသားပါသူလည်းဘာမှကန့်ကွက်တာမှမဟုတ်တာယူထားလိုက်ပါဤရဲ့ မကန့်ကွက်ပေမဲ့ကျင်နဲ့ချင်းမှကျင်နာမှာပေါ့ကိုဝင်းလိုင်ရဲ့ပြန်ယူသွားပါ ဘယ်လောက်လဲကြည့်မနေပါနဲ့ဆရာကြီးရဲ့ကျမမခင်အီလောင်မလှပါဘူးအခုဆိုဝါလာလို့ပုံလုံးပြက်လာပြီ ဝါပဲလာလာပိန်မဲသွားမနှောနွယ်လူပဲတွဲကြချစ်တာနဲ့အဲ့ဒါနဲ့ဘာဆိုင်လို့လဲမိမရဲ့ အပြောကတော့ညွန့်လို့စောင့်ကြည့်ရအောင်မှာပေါ့လေသူများလက်ကလူယူထားတဲ့ပစ္စည်းကိုသူများခိုးသွားမှစိုးရင်ရရဲ့ချီဘုဆိုတာလေတတ်တယ်မလား ခိုင်ကမောင်ကိုလူယူတာမဟုတ်ပါဘူးမောင်ကသာလူယူတာဖြစ်ချင်းဖြစ်နေပါ အဲ့ဒီလူအကြောင်းမပိုင်မောင်စကားမပြောတတ်တော့ဘူးလားမောင်စိတ်ထဲမှာကျမကိုအခုထိမကြည်သေးဘူးပေါ့ငါသိပြီးတော့အမှတ်တညာကြီးတာပဲ မကြီးပါ ဘာမှလည်းမဆိုင်တော့တဲ့မိလည်းမေ့ပစ်ထားခဲ့တာတွေကိုမောင်မပြောဘူးကျမတောင်းပန်ပါတယ် ဘာရဲ့ရည်စူးပြီးမောင်ပြောလိုက်တာမဟုတ်ပါဘူးခိုင်ရဲ့ခိုင်ပြောတာကိုကြတော့မောင်ဘယ်လို့မှသဘောမထားခဲ့ပါဘူးခိုင်ကစကားထဲမှာမခင်ဤဆိုတဲ့နာမည်မပါရင်မပြောဘဲနေတတ်လို့လားကဲစူးစမ်းပါ မောင်ကျမကိုနားလေရလားယင်နားလေရင်ဘယ်လိုနားလေလဲဆိုတာသိချင်တယ်ပြောပြပါလားယင်မပြောတတ်ဘူးမလားမောင်မပြောတတ်တော့ဘူးမလားမောင်ခိုင်ကိုနားမလဲပါဘူးလေကျမပြောပြမယ်မောင်ကိုအဆုံးရှုံးခံရမှာကျမကြောက်လို့မောင်ကိုကျမသိချစ်လို့လက်လွတ်ရမှာစိုးတယ်ကျမရဲ့အတိတ်တွေနဲ့ကျမကိုပြန်တတ်မှာစိုးလို့သိပလားဟင် ခုလိုဖွင့်ပြောလိုက်တော့မှပဲခါရေးရိပ်မိတော့တယ်ခိုင်ကတိတ်စိတ်ငယ်လွန်းတာကိုတခုတော့ရှိတာပေါ့လေအဲ့ဒီအတိတ်ကိုပြစ်စုံပန်စီပြန်ခေါ်မသွားသည်မောင်စိတ်ချဟုတ်လား ဘာပြောရမောင်ပြစ်စုံပန်ပြန်မခေါ်သေးဟုတ်လား ဟုတ်တယ် ကျမကိုမောင်အထင်သေးလွန်းတယ်တစ္ဆာမရှိရဲ့မိန်းမလို့မောင်ယူဆထားပါတယ်လေရှုပ်တယ်လို့လေကျမအပြောခံခဲ့ရပြီးပါပြီ တော်ကွာမိမရဲ့ဒါဒီမပြောနဲ့တော့မင်းသိတယ်မှာခိုင်မောင်ဘယ်လောက်ချစ်တယ်ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ
ဒီကြားတွေကကို့အတွင်းနဲ့ကိုကြံဖန်ပြီးပူးနေတာပါ ဂရုစိုက်တယ်ဟုတ်လားဒီလိုဆိုကျမကိုပေါ်မှာလှည့်ဘဲနေရမှာရှိတယ်ပြော ရင်ပတ်မှာ ဘယ်ဘဲမှာလားညာဘဲမှာလားဂရုစိုက်ရင်မှတ်မိရမှာပေါ့ဖြေလေ ဒါတော့မောင်ခိုင်ရေးပဲခိုင် အမလေးမောင်မိမအောင်မောင်တော်တော်ဂရုစိုက်ရှာပါပြီတဲ့နော် ဒါကဘသူဖုန်းနံပါတ်လဲခိုင် ကိုခင်ဆွေဖုန်းနံပါတ်ပါ ဘာကွာခင်ဆွေဖုန်းနံပါတ်ဟုတ်လား နီလာနကပြန်ပေးမလို့ပါအဲ့ဒီကိစ္စအတွက်စကားပြောဖို့တယ်လီဖုန်းနံပါတ်ကိုမန်နီစီကတောင်းထားတာလေ ဒီကိစ္စကကြာလာပြီပဲကွာနော်အဲလစ်ကနေတစ်ဆင့်ပေးခိုင်းလဲရတယ် အော်ဟုတ်သားပဲကျမအဲ့ဒီကိုလုံးလုံးသတိမရဘူး မမီနဲ့လည်းတွေ့နေတာပဲတယ်လီဖုန်းနံပါတ်တောင်းနေရပြီလားကွာမမီကတစ်ဆင့်အဲ့ဒီလက်ကကိုပေးလိုက်ရင်လည်းရပါပဲမင်းအမေကလည်းခင်ဆွေအိမ်မှာတင်းနေတာတယ်လီဖုန်းကနေပြီးစကားပြောအောင်ချင်းအောင်တွားပို့ဖို့ဒါမှမဟုတ်လာယူဖို့နဲ့အပူတွေလွတ်အောင်နဲ့ရှင်းနေရနေကွာမင်းတော်တော်ရှုတာပဲခိုင်ဒါကဘယ်လိုလဲခိုင် အဲ့လက်စီသွားမလို့လေဒီနီလာနကပြန်ပို့ခိုင်းလိုက်မလို့ပြီးရင်ကြောက်ကုန်းအိမ်ကိုခဏသွားမယ်ကက်ဆက်ခွေလေးယူမယ်စာအုပ်လည်းယူစရာရှိသေးလို့မောင်လိုက်ချင်လိုက်ခဲ့လေ မလိုက်တော့မင်းဖာသာမင်းနဲ့တွားပြီ ဒါဖြင့်လည်းသွားမယ် ဒီတိုင်းဆိုမောင်လိုချင်တဲ့အိမ်ဆဲလေးလေးကရောက်လာပြီပေါ့ကျင်းတည်ပါတယ်နော် ကျင်းစီတာပေါ့မောင်ပြောရလားယင် ပြောတာပေါ့ခိုင်ရအိမ်တော်တစ်ခုဆိုတာသားတွေသမီးတွေလည်းပါမှာဒါကအိမ်တော်တစ်ခုရဲ့နှောင်ကြိုးလေးတွေလေ မောင်ပြောတဲ့စကားကိုလူတော်တော်များများပြောနေကြတာလေသားသမီးတွေရှိရင်အိမ်တော်ကြီးခိုင်နေတယ်ငဲ့ကွက်စရာတွေများလာတယ်ဒီဘောပေါ့လေသားသမီးကိုသားသမီးအနေနဲ့ချစ်တာမဟုတ်တော့ပဲလင်ကိုမယားနှစ်ယောက်ရဲ့အိမ်တော်အတွက်အသုံးချစရာပစ္စည်းလေးတွေလိုသဘောထားရဖြစ်မှာစိုးတယ်တချို့ဆိုညီယာမှကွဲကြတဲ့အိမ်တော်တွေကအပုံလင်းနဲ့မယားအပေါ်ချီနှောင်ထားတဲ့ကျိုးဟာအဲ့ဒီလင်မယားနှစ်ယောက်ထင်းနေပြီစိုက်နေတယောက်ကိုတယောက်နားလည်မှုနဲ့ပဲစိုက်နေလို့ကျမတို့ထင်နေ မောင်လည်းဒီလိုပဲသဘောရပါတယ်တယောက်ကိုတယောက်ချစ်တာတက်တက်နဲ့ရေရှည်သွားရတာမလွယ်ဘူးချစ်တာကချစ်တာတစ်ခုတည်းပဲချစ်တာနဲ့ပဲနားလေတာပဲဒါပဲဆိုပြီးတော့ပေါ့ပေါ့ဆဆရှောက်ပြောပြီးတော်ကြနေတော့ပြဿနာတဲ့ရောအိမ်တော်ကြီးဆိုတာမလွယ်တဲ့ကိစ္စပဲ နော်အဲလစ်ကပြောတော့ငယ်ရွယ်တဲ့အချိန်မှာအိမ်တော်ကြီးဟာတဏှာပင်မနဲ့ထိန်းတာတဲ့အသက်အရွယ်ကြီးတဲ့အခါကျတော့မိခိုစိတ်နဲ့ထိန်းတာတဲ့ကျမတော့ခေါင်းခါလိုက်တယ် နော်အဲလစ်ကဒီလိုပဲပြောသလား ဟုတ်တယ် तू ကပြောတယ်လေအိမ်တော်တစ်ခုရဲ့တည်ငြိမ်မှုဟာတဲ့မိမကဗဒါနာတဲ့ယောက်ျားဆိုတာတက်မဲ့စိတ်သိပ်ပြင်းထန်တဲ့တရားတဲ့ तू ကလေစကတ်ဆဲကကြားတွေခြင်တွေနဲ့ဥပမာပေးရင်အစာရည်စာဝဝလင်းလင်းကျွေးထားရင်ခိုင်းလို့မရဘူးဒီပြင်လူကိုရမ်းမှုချင်းရမ်းမှုနိုင်တယ်တဲ့ပြီးတော့အစာငတ်လို့ဒေါသဖြစ်နေပြန်ပြီဆိုရင်လေခိုင်းလို့မရတဲ့အပြင်ရမ်းမှုအောင်မယ်တဲ့အဲ့တော့မျှမျှတတကျွေးမွေးရတယ်တဲ့ယောက်ျားတွေလည်းဒီလိုပဲတဲ့မောင်ရဲ့ သူ့အပြောကကြောက်စရာကြီးပါလား ကျမတို့ဒီဥစ္စာနည်းနည်းလေးမှသဘောမတူနိုင်ပါဘူးအိမ်တော်တစ်ခုရဲ့တည်မြဲမှုဟာလေးနဲ့မယားနှစ်ယောက်စလုံးအပေါ်မှာပဲမူတည်တယ်တဏှာပေမတစ်ခုတည်းနဲ့ချီနှောင်ထားတာမဟုတ်ဘူးနားလည်မှုအရင်ခံထားတဲ့အချစ်ဆိုတာလေအရေးကြီးဆုံးပါနေရဲ့တဏှာပေမဆိုတာပင်လင်စားငံကြီးပဲမောင်အညာကိုရောက်ဖူးလိုက်ရင် ရောက်ဘူးလေရောက်ဘူးအဲ့ဒါနဲ့အချင်းနဲ့ပါဆိုင်လို့လေ မောင်အဲ့ဒီမှာလေလက်ရတွင်းလေးတွေ့ဘူးလား တွေ့ဘူးလေ ရေကြီးတိုးရဖို့တစ်နေ့နဲ့တစ်ညစောင့်ရတယ်တောက်လိုက်တော့လေရေထဲမှာအေးလို့ပင်လေရတော့တောက်မကုန်စတမ်းပဲရေငတ်မပြေတဲ့အပြင်တောက်လေးရင်ပူလေးပဲအချစ်ဆိုတာလက်ရတွင်းရည်နဲ့အတူတူပါပဲမိအဲလစ်တို့လည်းအဲ့လိုပဲပြောလိုက်ပါတယ် သူတို့ကဘာပြန်ပြောတယ်လက်ခံသွားလား အိုးဘယ်လက်ခံမလဲလက်တွေ့အိမ်တော်ကြီးဟာသဘောတရားမဟုတ်ဘူးတဲ့စိတ်ကူးရင်အိမ်တော်ကြီးသဘောတရားတဲ့ကျမကသူတို့ကိုယောက်ျားဆိုတာအိတ်စားကာမဤသုံးကမဟုတ်ဘူးမိန်းမဆိုတာလည်းထမင်းချက်မဟုတ်ဘူးလို့ပြောလိုက်တယ်ပြီးတော့သူတို့ကပြောလိုက်သေးတယ်မောင်ရဲ့ယောက်ျားနဲ့မိန်းမအခန်းတစ်ခန်းထဲမှာအတူထည့်ထားလိုက်ရင်အချစ်ဆိုတဲ့စကားကို
နိုင်ပိုင်းတွင်ပြောလာကြမှာပဲတဲ့အဲ့တော့ကျမပြောလိုက်တယ်အဲ့ဒီဟာအချစ်မဟုတ်ဘူးတဏှာပေမအတွက်ကြောင်6ချာပြောမိပြောလိုက်တဲ့စကားလို့လေ ကိုမရစကားအတုံးနှုံးတွေကသိပြောင်မြောက်တာလေကွာ မဟုတ်ဘူးမောင်ရဲ့သူတို့ကအဲ့ဒါလိုသာပြောတာတဏှာပေမဆိုတာအရေးကြီးခွင့်ရဲ့ကိစ္စမဟုတ်ပါဘူးရေကူးတာအလေးမာတာကျိုးခုံတာမျိုးလို့ကစားခုံစားတစ်မျိုးပါလို့ကျမကပြောလိုက်တော့တခါခါသွားတာပဲပြီးတော့တကယ်တမ်းတရေကိုကောက်ရင်အိမ်တော်ကြီးဟာဘဝရက်တည်ရင်းနဲ့စိုက်နေတယောက်တည်းဘဝရက်တည်ဖို့ခက်ရင်နှစ်ယောက်နေနှစ်ယောက်ဖြစ်ပြီးဘဝရက်တည်ခက်လာရင်တယောက်တည်းပြန်ပြီးနေလိုက်ရုံပေါ့လို့ပြောတော့သူတို့ကျမပြောတာနားမလည်ဘူးမောင်လည်းကောင်းကောင်းနားမလည်ဘူးခိုင်ဟုတ်တော့ရှင်းလေးပါမောင်ရဲ့ဘဝရက်တည်ဖို့အတွက်အိမ်အောင်ပြုတယ်အိမ်အောင်ပြုဖို့အတွက်ဘဝရက်တည်တာမဟုတ်ဘူးဒီတော့အိမ်အောင်ရေးဆိုတာဘဝကိစ္စတဏှာပေမကိစ္စမဟုတ်ဘူးစိတ်ကောင်းနှလုံးကောင်းရှိလာအောင်အချစ်ဆိုတဲ့အရာကပဲပြုရင်ဖန်တီးနိုင်စွမ်းရှိရဲ့တဏှာပေမကစိတ်ကောင်းနှလုံးကောင်းကိုဘယ်တော့မှဘယ်လို့မှမဖြစ်ပေါ်စေနိုင်ဘူးမောင်ရဲ့စိတ်ကောင်းနှလုံးကောင်းမရှိတဲ့လူရဲ့ရင်ထဲမှာတဏှာပေမပါရှိနေအချစ်ဆိုတာမရှိဘူးလို့ဆိုရတာပေါ့ဟုတ်လားဟုတ်တယ်မောင်အဲ့ဒီအချစ်ရှိတဲ့လူရဲ့ရင်ထဲမှာစိတ်ကောင်းနှလုံးကောင်းကိန်းအောင်လာတယ်အဲ့ဒီစိတ်ကိုနားလည်မှုလို့ခေါ်ခြင်းလဲခေါ်ပေါ့နော်အော်တခုရှိတယ်မောင်ပေါင်းနေကြတဲ့လင်မယားတိုင်းစိတ်ကောင်းနှလုံးကောင်းနဲ့ပေါင်းနေကြတယ်လို့တွေ့လို့မရဘူးနောက်ပြီးကွဲသွားကြတဲ့လင်မယားတွေလည်းစိတ်ကောင်းနှလုံးကောင်းမရှိကြတော့လို့ကွဲသွားကြတယ်လို့တော့မဆိုနိုင်ဘူးမောင်ရဲ့ကျမနားလေတာကတော့အိမ်အောင်ပြုတယ်ဆိုတာကိုယ်ပွားဖန်ဆင်းတာပဲမောင်မမဘာပြောလို့လဲပြောတော့မပြောဘူးပေါ့ဒါပေမဲ့သူ့စိတ်ထဲမှာတော့စလုံးစုပ်ဖြစ်ချင်းဖြစ်နေမှာမခိုင်းရမိမဆိုတာကိုယ့်ယောက်ျားမိန်းကလေးတစ်ယောက်နဲ့သွားလိုက်လာလိုက်ခဏတစ်ဖြုတ်လုတာတော့မှကြိုက်တတ်ကြတာမဟုတ်ဘူးလားမကောင်းတတ်လို့မပြောရင်သာနေရမယ်လေဒါဖြင့်မောင်ဦးတူတယ်လို့ဦးတူမတူမမကမသိတော်လို့ပြောတာပါကွာခိုင်းရစကားရှိလိုက်တာအော်မောင်ရဲ့အသွားအပြန်လမ်းကြုံလို့လိုက်ခဲ့ပါဆိုတာမောင်တို့ရှိမှဦးသိန်းဆန်ကပြောလို့ကျမလိုက်သွားတာပဲအစကတည်းကမောင်ကကျမကိုမလိုက်နဲ့လို့ပြောပါလားခေါ်တာကိုကျမညင်းလို့ကောင်းမှမလားလို့သူ့ကားနဲ့အသွားပြန်လိုက်မိတာကိုပဲအာကုတို့တခုကျူးလွန်တာကြာနေတာပဲမိန်းကလေးတယောက်လုံနေပြီးမှဒီလောက်ကလေးကမှကျုပ်ကလိုက်ပြောနေရမှာလားဗျနေစမ်းပါဦးမောင်ရဲ့အခုဟာကျမလင်းငယ်နေလို့မောင်ကစုံးမနေတာလားတခြားလူနဲ့ဆိုထားပါတော့အခုဟာမောက်ဆွေမျိုးရင်းကြီးငါစိတ်ထဲတစ်မျိုးဖြစ်လာရတယ်ကွာသူ့အတိတ်နဲ့ပတ်သက်တဲ့လူတွေကိုငါမတွေ့ချင်ဖြစ်လာရတယ်ပြီးတော့ငါစိုးရိမ်ကွာမင်းဘာကိုစိုးရိမ်တာသူနဲ့ငါ့ရဲ့အိမ်တော်ကြီးပြဿနာစရာစကြောင်းဖြစ်လာမှာအေးအမှန်တိုင်းပြောရရင်တော့ခက်ရဲ့အကြောင်းကိုဟိုတုန်းကတော့သမီးစားသည့်အဲ့ဒါလောက်ပင်ကသိခဲ့လင်မယားဖြစ်လာတဲ့အခါကျတော့ဇရိုက်ချင်းအပြော့အဆိုအနေအထိုင်ချင်းဘလောက်တူတယ်မတူဘူးဆိုတာပိုသိလာရတယ်ကွာအသေးအဖွဲတော့အသေးအဖွဲလေးပါကွာမနဲ့ကြတော့ဦးသိန်းဆန်ဤကားဖြင့်အရွက်တက်၍လိုက်ပါသွားလေတည်းလို့ဝတ္ထုအဆုံးသတ်ကိုဖတ်ရတယ်လို့ပဲမင်းစကားကိုတော်တော်နာခံမှုရတာပဲကွာဒီလောက်ဒေါသဖြစ်မနေပါနဲ့တော့မောင်စိတ်ကိုမောင်တော်တော်ထိန်းထားရတယ်။ပြောင်းသွားမေးပြီးဆွဲထိုးခြင်းစိတ်ပေါက်လာတယ်သိလား။ဒီကောင်လေးကနည်းနည်းလူဝါးဝါတယ်။အမားတော့ဒီကောင်လေးနောက်ဆုံးနေကျောင်းသားဘဝတွေကမကြည့်ရှုခြင်းအကောင်းသား။ခုတော့မောင်ကြည့်လို့ယာရုလေးပါလေးရတာနဲ့မောင်ရေးလိုက်တဲ့တနင်္သာရီမြို့ဟောင်းပနာမကွင်းစင်းလေးလာချက်ကိုမောင်တို့ဌာနကလူတွေကြားလောက်အောင်မောက်ွယ်ရမှာဝေဖန်နေတယ်။ငါမွေးတဲ့မြောက်ငါ့ကိုချောက်ဆိုတဲ့စကားပုံကိုမောင်ကြားဦးတယ်မလား။
ငါကမွေးလို့ငါ့ကိုပြန်ချောက်တာပဲပေါ့ငါကမမွေးရင်ဒီမြောက်ကဘယ်လိုလုပ်လာပြီးချောက်ပါမလဲသူဟာသူတောထဲမှာနေရမယ့်မြောက်ကိုယူမွေးတဲ့လူအပြစ်လားမြောက်အပြစ်လား မောင်အဲ့ဒီစကားကိုမငင်းပါဘူးဒါပေမဲ့ကိုစေရနာထားပါရက်ခင်နဲ့အဲ့ဒီစေရနာဟာလည်းကောင်းထားပါရက်ခင်နဲ့ကို့အပေါ်မှာစိတ်ယုံမှမွေးလာတာကတော့တင်းကြီးမခံနိုင်ဘူးကွာ ပြဋ္ဌာန်းမိသားစေတနာဟောင်းကိုတော့ဒီအတိုင်းထားလိုက်ပေါ့အဲ့ဒီလိုလူမျိုးအပေါ်မှာတဲတဲရည်သွန်စေတနာတိမျိုးမထားမိအောင်မောင်တတိထားဒေါသမဖြစ်ပါနဲ့မောင်ရဲ့ဒေါသဆိုတာမီးပါ ဗျာမသိလို့ပါဗျာဆက်ပြောစမ်းမအောင် ဒီကောင်လေးကြောင့်ဒေါသဖြစ်နေရတာဒီကောင်လေးကိုခေါင်းထဲမှာမထားနဲ့ပေါ့ဖဲထုတ်ပြလိုက်ပေါ့မောင်ဒေါသမဖြစ်ရတော့ဘူးပေါ့လေ ဟုတ်ကဲ့ယဟနာဖြစ်ခံနေကြရင်ကျွန်တော်မျိုးလေအဲ့ဒါလိုနှလုံးသွင်းပါမယ်ခင်ဗျာအဲ့ဒီကြရင်တောတာပန်အနာဂံဆိုတဲ့စကားမျိုးတွေကျွန်တော်ပြောပါမယ်ဆရာမရေ မောင်ခိုင်ကိုစကနာထိုးပြီ လူဆိုတာခံစားတတ်မှာပဲဆရာမရေဒေါသဖြစ်เสียရှင်ဖြစ်မယ်နာကြီးเสียရှင်နာကြီးမယ်အဲ့ဒါကိုပယ်ထုတ်နိုင်ဖို့ကတော့မလွယ်ပါဘူးခင်ဗျာဆရာမလူစိတ်မျိုးကတော့ရှားပါဥပမာကိုယ့်ယောက်ျားကိုလူတစ်ယောက်ကစော်ကားတယ်လူကိုကိုယ့်ယောက်ျားဘက်ကနာပေါ်မရဘဲနဲ့ကိုယ့်ယောက်ျားကိုတောင်တရားစကားနဲ့ရှင်ပြီးအပြစ်တင်လိုက်သေးတယ်မဲ့ညံဖုန်ညံရပြီးသားလူတွေကတော့အဲ့ဒါလို့ဟုတ်မှာပေါ့ဟေးမျက်စိလည်းအတော်နောက်လာပြီခိုင်နားလည်းအတော်နောက်လာပြီတယ်လီဖုန်းမှတ်လို့မှတ်ရခင်ဆွေလာတယ်ပါတယ်ဆိုတဲ့သတင်းကိုပို့ပြီးနားဆွင့်လို့ဆွင့်ရခင်ဆွေကတွေ့ကျင်တယ်ဆိုလို့သတင်းပို့တဲ့လူကလည်းမရှာကားပေါ်နှစ်ယောက်တည်းစကားတပြောပြောနဲ့ပြန်လို့ပြန်တိတ်တော့မဟုတ်တော့ဘူးဟဲ့ဒီမှာခိုင်မောင်ပြောနေတဲ့စကားတွေမင်းကြားရဲ့ ဘာလဲမောင်ဘာပြောနေတာလဲ ခုနကမောင်ပြောနေတာတွေမင်းမကြားဘူးလားကွာ အော်ခုနကကျမကိုပြောနေတာလားကျမကမောင်မြို့ဟောင်းတူးဖော်ချက်အစီရင်ခံစာတွေဖတ်နေတာထင်းနေတာ မင်းစကားကိုကောင်းကောင်းပြောတော့ခိုင်ဒေါသဖြစ်အောင်မဆွန့် အကောင်းပြောတဲ့ဥစ္စာပဲမောင်ဘာဖြစ်လို့ဒေါသဖြစ်ရမှာလဲဒေါသဖြစ်စရာဘာကြောင့်ရှိလို့လဲ မမီနဲ့ပတ်သက်တဲ့ကိစ္စတောင်အဆက်အသွယ်လာမလုပ်ပါနဲ့မလာပါနဲ့မတွေ့ချင်ပါဘူးလို့ပြောခဲ့တာလဲမင်းနဲ့အခုဇလန်းကပြန်စနေပြန် အော်ဒီကိစ္စလား तू ကကျမကိုအဆက်အသွယ်လာလို့တာမဟုတ်ဘူးမမီကိစ္စနဲ့ပတ်သက်ပြီးကျမကအဆက်အဆံလုပ်ရတာပဲခုနတုန်းကကားနဲ့လိုက်ပို့တာကလည်း तू ကလောကိုချော်ပြီးလိုက်ပို့တာမဟုတ်ဘူးကျမကလိုက်ပို့ခိုင်းလို့ तू လိုက်ပို့တာ မင်းမာကစင်ကြီးတစ်ထောင်မကရှိနေတာဒီတော့မင်းသဘောပဲလူမြင်လို့မတင့်တယ်တာမင်းကမင်းဖန်တီးထားတာရှင်းရှင်းပြောရရင်ငါသိက္ခာကြမခံနိုင်တော့ဘူးကွာအရင်တော့ကလေလူမသိသူမသိအတွင်းကျအဆက်ကွဲခဲ့ရပြီခုလူမြင်သူမြင်ထပ်ပြီးအဆက်ကွဲရအောင်မင်းထပ်လုပ်နေပြန် နေစမ်းပါဦးမောင်ရဲ့ကျမကမောင်အဆက်ကွဲအောင်ဘာတွေများရှောက်လုပ်နေလို့လဲလူတကာရဲ့ရင်ဝင်နဲ့ရှောက်ဝင်နေလို့လား ဒါတော့ငါမသိဘူးတနာပေမဆိုတာရေကူးကျုပ်ခုံတာလို့အာကစားတစ်မျိုးလို့သဘောထားတဲ့လူဖို့ရတယ်ဘာတွေဘယ်လိုလုပ်မယ်ဆိုတာဘယ်သိနိုင်မှာလဲ တလောက်မကောင်းတဲ့မိန်းမလို့မြင်နေရင်မောင်ဘာလို့ပေါင်းနေသေးလဲကောက်ပလိုက်ပါလား မင်းအကျင့်ကဒါပဲအရှိဘက်ကအကိုင်းကိုဆုံးမိရင်အနောက်ဘက်ကအကိုင်းကိုလက်လွတ်အနောက်ဘက်ကအကိုင်းကိုဆုံးမိရင်အရှိဘက်ကအကိုင်းကိုလက်လွတ်ဒါမင်းပြုတ်ကျင့်နေကြအကျင့်မဆမ်းပါဘူး မောင်တစ်ဖက်သားရဲ့တိတ်ခါကိုထည့်ရမတွေးတတ်ဘူး ဟုတ်တိတ်ခါဆိုတာမဖောက်ပြန်သေးမီကာလသုံးတဲ့စကားလူဟာလူပဲကွာဖះမဟုတ်ဘူးရဟနာမဟုတ်ဘူး မောင်စကားပြောတာရမ်းကားလို့နဲ့ မီးမကူးသေးတဲ့တစ်သားဟာအကောင်းပကတိပဲမီးသွေးတုံးဖြစ်သွားပြီးမှတစ်သားပြန်ဖြစ်အောင်လုပ်လို့မရတော့ဒါကြောင့်ပြောတာခိုင်း ကျမကိုဒုတိယမြောက်စော်ကားခြင်းလဲကျမကိုဒီလောက်ထိအယုံကြည်မဲ့နေဘာလို့ပေါင်းနေသေးလဲဘာလို့ပေါင်းနေသေးလဲ ဘာပြောလဲပြန်ပြောစမ်းမအောင်ကွာ ကျမမရိုးသားရင်လမ်းထိပ်ထိပဲသူ့ကိုလိုက်ပို့ခိုင်းတယ်အဲ့ဒီကနေလမ်းလျှောက်လာရင်ပြီးတာပဲအခုရိုးရိုးသားသားမို့အိမ်အထိလိုက်ပို့ခိုင်းတာ တော်လို့ကျင်ကမင်းနဲ့ခင်ဆွေကိုရိုးသားပါလေလို့မြင်မလားကွာ မောင်မကျင်နဲ့ရိုက်ပါမောင်ရိုက်ဖို့ဟောဒီညာပဲပါတစ်ဖက်ကြံနေမောင်သားအသက်မရှိတော့ဘူးမွေးချင်းဆုံးသွားပြီ အော်လက်ဆက်တတ်တယ်တားကိုဒီနေရာမှာထားဖို့မွေးဖွားပေးရတာပဲပေါ့ဖြေသားပါလေလေတွတ်တီးတွတ်တာအရွယ်ကြကမှမုံတို့ကခွဲသွားမယ်ဆိုရင်ခုထက်ရင်ခွဲပက်လက်ဖြစ်ရမှာပဲ မောင်ပြောတာဟုတ်ပါတယ်လေတဘာဝပဲလေဘယ်တတ်နိုင်ပါမလဲ ခိုင် ဟမ် ငိုချင်းငိုချပြစ်လိုက်အောက်မထားနဲ့နော်တေးချင်းတရားဆိုတာဘယ်သူမှကင်းနိုင်တဲ့အရာမဟုတ်ပါဘူး
တရားတော်အရာကြည့်မယ်ဆိုရင်တန်တရားကမလွတ်သေး၍အိုခြင်းနာခြင်းတေခြင်းပရိတန်နေရခြင်းဆိုတဲ့ဒုက္ခတွေကရှိနေမှာပဲတန်ရောစဉ်ကြောင့်ပူဆွေးတောကဆိုတာလူဘဝမှာဖြစ်တော့ဖြစ်ရမှာကြီးပဲဒါပေမဲ့ကိုယ်စိတ်ကိုဖြစ်ပေါ့ကွယ်တင်းပြီးထားလို့ရင်လည်းမကောင်းဘူးလှိုက်ပြီးတော့မခံနဲ့ပေါ့ခိုင်ငိုချလိုက်ရင်နည်းနည်းတော့တက်တာသွားမှာပါငိုလိုက်လေ ကိုလောင်မြိုက်သွားအောင်ကျမမျိုးသိမ့်မထားပါဘူးအခုကျမငိုမှမငိုချင်တာ ဘာပြောရခိုင်ငိုမှမငိုချင်တာဟုတ်လား အင်းလေငိုလို့ဘာထူးမှမို့လဲမွေးလာတာနဲ့တေးသွားတယ်ဆိုတဲ့ဥစ္စာကဘာများစမ်းလို့လဲမောင်ရဲ့အစင်အလားအတိုင်းပဲဖြစ်နေတဲ့ကိစ္စတစ်ခုပဲမှတ်လားကလေးလိုချင်လို့ကလေးမွေးလိုက်တာကလေးမွေးတော့မွေးပါရဲ့ကလေးမရလိုက်ဘူးလေနောက်တစ်ယောက်ကျမထပ်မွေးပေးပါမယ်နော်ဟမ်ခိုင်စိတ်ထိခိုက်သွားတာလားအုံနှုံများပြက်သွားပြီလားရင်သွေးဆုံးသွားတာတောင်မှမငိုပဲနဲ့ရှင်နေပါပေါ့လားအော်ခိုင်ရဲ့အေးလူတယောက်ကိုကိုယ့်ဘဝထဲဆွဲခေါ်လာပြီဆိုရင်တော့အဲ့ဒီလူရဲ့အတိတ်ကိစ္စတွေမှန်သမျှမင်းခွင့်လွှတ်ရလိမ့်မယ်တကယ်ချင်းငါခွင့်လွှတ်ပြီးသားပါကြိုကြိုခက်တာခိုင်အပေါင်းအသင်းတွေကခိုင်ကိုမြင်တဲ့အခါမှာခင်ဆွေနဲ့တွဲပြီးမြင်နေကြတော့တူတယ်ကွာခိုင်နဲ့ပတ်သက်ခဲ့ဘူးတဲ့လူတယောက်အကြောင်းခိုင်စီမှာခုထိပြောနေဆိုနေကြတော့ငါရှိမှလည်းပြောင်ပြောင်တင်းတင်းပြောမယ်ဆိုရင်ငါစိတ်ထဲမှာဘာမှမဖြစ်ပါဘူးကွာငါကွယ်ရမှာငါမကြောက်အောင်ခောက်ဖွက်ဖွက်ပြောတာကြစိတ်ထဲခူးလို့ကြီးမင်းငါနေရာမှာနေကြည့်ကြကြသမီးစားဘဝတုန်းကလေးကငါမှဘလောက်ထိကတိကအောင်ဖြစ်ခဲ့ရလဲကြည်နူးစရာဆိုတာအယုတ်ရေးပြတာတော့မမတ်မိနိုင်အောင်ဖြစ်ခဲ့ရတယ်ဒီမိမအလကားမိမပေါ့ဒီမဲ့ကြကြမင်းကငါမပြောပဲထားတာတွေအများကြီးရှိရင်ထဲမှာအစမတန်ဖြစ်လာတော့မှအန်ထွက်လာတာကွာသိလားအေးလေကွာမင်းဖြစ်ကိုငါတော့မဝေခွဲတတ်တော့ကြည်နူးစရာခွဲဝေမယူတတ်တဲ့မိမဝမ်းနေစရာကိုလည်းခွဲဝေမယူတတ်တဲ့မိမပြီးတော့ငါဘက်ကနေပြီးတော့နာတတ်တဲ့မိမမျိုးလည်းမဟုတ်ဘူးကြောနောက်တစ်ချက်ကစကားပြောဖို့ငါမကြိုက်ဘူးကြီးကျယ်လွန်းဆိုပါတော့ကွာမင်းကငါပြောဘူးပါတယ်ငါတပည့်ဟိုကောင်လေးအကြောင်းနောက်မှသာစိတ်ဖြည့်ခြင်းဖြည့်လို့ရမှာဒါကို तू ကတရကိုတွေတရလေတွေနဲ့ငါတောင်ပြန်ပြီးအပြစ်တင်တယ်ဒီဟာကို तू ကိုယ်တိုင်ကြင့်နိုင်ရင်ငါလက်ခံနိုင်သေးတယ်သူ့ကြတော့နာစရာရှိတာကိုပြောမဆုံးတော့အဲ့ဒါလိုမိန်းမကွာကိုယ်တိုင်မကြင့်နိုင်တဲ့အကျင့်တရားတွေငါလာပြောရင်ငါတိတ်တော့မြစ်ကတ်ကွာအိမ်အောင်တစ်ခုဖြစ်လာပြီပဲတကယ်ချင်းဟာသူ့သဘောကိုသိရင်မင်းသိခံနိုင်ရမှာပေါ့ဒီမဲ့ကြောသူနဲ့ငါမှာနေရာတကာသူကကြီးပဲအဓိကကွာငါလျှော့ရတာကြီးပဲဆိုတော့ကွာညအိတ်တယ်ငါ့ကို तू ဖက်ပြီးအိတ်ရင် तू အိတ်လို့ရတယ်တဲ့ငါကတော့သူ့ကိုရောင်လို့မှမဖက်နဲ့ तू အိတ်မရဘူး तू အိတ်နေရင်သူ့အသားကိုထိလို့မရထိရင်အိတ်မရဘူးဒီအသေးအဖွဲလေးတွေကအစအေးကွာမင်းတို့ဟာလည်းတမျိုးပဲနော်အဆိုးဆုံးကတော့ကွာငါတွေ့လာခဲ့တဲ့ကြီးတောင်ကန်ပြူစာနဲ့ပြူပစ္စည်းတွေကိစ္စစရာဖပွဲတုန်းကလူတွေစိတ်ဝင်စားခြင်းခံရတဲ့အဲ့ဒီစရန်တွေထဲမှာငါစရန်ကလည်းပါဝင်ပဲကွာအင်မတန်နှုတ်နေတဲ့ငါဆရာကတော့ငါ့ကိုချီးကျူးယူရတယ်ဒီတော့ငါတော်ဝမ်းသာရတယ်ကွာအဲ့ဒီအကြောင်းတွေကိုငါသူ့ပြန်ပြောတယ်ဘာဖြစ်တယ်ထင်လဲစိတ်ဝင်စားဖို့နည်းနည်းမှမပြဘူးမဂ္ဂဇင်းအဖတ်မပြတ်ဘူးကွာဒါကြောင့်ဝမ်းသာစရာကိုလည်းခွဲဝေမယူတတ်ဘူးလို့ငါပြောရတာဒီလိုတွက်လို့တော့မရဘူးဝင်လာတယ်မင်းကိုသူချစ်တဲ့အချစ်ကိုတော့ငါတန်ရမဖြစ်ဘူးမင်းကမိန်းမတွေအပေါ်မှာအမြင်တစ်မျိုးပဲလူတိုင်းဟာမင်းလိုကြီးမဟုတ်ဘူးဆိုတာမင်းနည်းနည်းသတိထားဖို့ကောင်းတယ်စိတ်ကုန်သွားတာကတော့ခလေးကိစ္စပဲကွာမင်းစဉ်းစားကြည့်စမ်းပါကွာရင်သွေးအတွက်မျက်ရည်မကျတဲ့မိခင်ဆိုတာဒီကဘာမှာရှိပါမလားပြီးတော့ဟိုကောင်နဲ့ပတ်သက်တဲ့ကိစ္စငါမသေးသေးသည်ခိုင်မသေးသေးသည်ဒါမှမဟုတ်သူ့မာမီဒေါ်မြင့်တောင်းမသေးသေးသည်အဲ့ဒီကောင်နဲ့ပတ်သက်နေအောင်ပါပဲစဉ်းစားပါဦးတကယ်ချင်းဒေါသအလျောက်ဆိုရင်မှားတတ်ပါတယ်ခိုင်ဟာရွှေငွေပစ္စည်းကိုမမဲ့မောတဲ့မိန်းမကိုအတင်းခစ်မိအောင်ဟန်ဆောင်လုပ်နေတာတွေမရှိတဲ့မိန်းမစားရှိရင်စားနဲ့ထမင်းနဲ့စားတယ်စားရောထမင်းရောမရှိရင်ရေတောက်နေမယ်ဆိုတဲ့မိန်းမပါဒါငါသိပါတယ်ငါခိုင်ကိုချစ်လို့ချစ်ပါတယ်ကွာဒါပေမဲ့တိတ်ချစ်တဲ့အချစ်တစ်ခုတည်းနဲ့အိမ်အောင်ရည်တီဆောက်ဖို့ဖြစ်လိမ့်မယ်ဆိုတာငါတွေးခဲ့တာမှားတယ်တကယ်ချင်း
တမျိုးပဲကွာငါကတိတ်အရေးကြီးတဲ့ထင်တာတွေကိုခိုင့်ကိုပြောလိုက်ရင်တိတ်အရေးမကြီးတော့ဘူးဖြစ်သွားတယ်ကွာငါဘလောက်ပဲတော်ဘသူတွေကပဲငါ့ကိုဘလောက်အတိအမှတ်ပြုတ်သူ့ရှေ့ရောက်ရင်ငါဟာဘာကောင်းမှမဟုတ်တဲ့အကောင်ဖြစ်သွားတယ်တိတ်သွားတယ်ကွာဒီတော့သူနဲ့ငါအတူတူဒီအိမ်မှာဆက်နေရရင်အသက်ရှူစရာ၄ပါးပျောက်သွားလိမ့်မယ်တကယ်ချင်းစိတ်လက်မှန်မှာတော့မလုံနဲ့ပေါ့တကယ်ချင်းဟာမင်းမောင်ပြောတာကိုဘယ်လိုဆုံးဖြတ်ထားတယ်လဲဟမ်ဘာကိုလဲညုံညိုပင်စခန်းကိုရောက်ခဲ့ပြီခိုင်မောင်ဘာပြောတာလဲမင်းကငါဘယ်လောက်ချစ်အဲ့ဒါမင်းသိချင်မှသိမယ်ဒါပေမဲ့ငါကငါအတိဆုံးပဲခိုင်ရှင်ကိုရှင်ကြမှာချစ်တတ်တဲ့အသေးနှလုံးရှိတယ်လို့ထင်နေတာတော့ကျမဘယ်တတ်နိုင်ပါမလဲရှင်ကိုရှင်သိတယ်လို့ကျမလည်းကျမကိုကျမပဲသိတယ်သူများတွေကိုလည်းလူလို့သဘောထားလိုက်အောင်မှာပေါ့ငါဘာမှအချစ်ချစ်မပြောနိုင်တော့ဘူးခိုင်ဒါပေမဲ့တနေ့မှမင်းတောင်လာရလိမ့်မယ်အိုးကျမဘဝမှာအဲ့ဒီစကားလုံးမရှိခဲ့ဘူးမောင်ကျမဘယ်တုန်းကမှနောင်တဆိုတဲ့စကားကိုလိမ့်မှမဟုတ်ဘူးပြီးတော့ကျမဘာပြစ်မှုကိုမှလည်းကျူးလွန်ခဲ့ခြင်းမရှိဘူးမှန်ကြည့်တဲ့အခါမှာကိုယ့်ရုပ်ရည်ကိုဖြည့်ပြီးကြည့်ရကြတာလူတဘာဝပဲခိုင်ကြွက်ကိုမနိုင်ခဲ့သမျှကြည်ကိုမီးရှို့တတ်တာကလည်းလူတဘာဝတစ်ခုပါပဲလေမင်းနဲ့ငါလမ်းခွဲကြမယ်ခိုင်ကျမပြောခဲ့ဘူးပါလေချစ်နေတဲ့ပြပန်ထားပါမပန်ကျင်တော့လို့စွန့်ပစ်လိုက်ရင်လေကျမကျင်နဲ့လက်ခံပြီးသားဘာလို့ဒီစကားတွေပြောဖို့အချိန်ကလွန်သွားပြီခိုင်ဒါဖြင့်ကျမဘာတွေပြောရမလဲမောင်ရင်ထဲမှာရှိတာတွေပြောဖို့မမေးနဲ့ရင်ထဲမှာပြောစရာစကားဘာတစ်ခုမှမရှိဘူးအေးမင်းပြောစရာမရှိရင်ငါပြောမယ်ခိုင်ဒီအိမ်ကမင်းဆင်းသွားလို့ရှိမင်းဒီအိမ်မှာမရှိတော့ဘူးဆိုလို့ရှိရင်ခမီကျိုးတန်းကငါဖြုတ်ပြရလိမ့်ဒီနေရာခိုင်ထမီလှမ်းတဲ့နေရာပါလားဒီနေရာကတော့ခိုင်တနခါလူးတဲ့နေရာပါလားဒီနေရာကတော့ခိုင်နဲ့ငါထမင်းအတူစားတဲ့နေရာပါလားဒီနေရာကတော့မင်းနဲ့ငါစကားအတူပြောခဲ့တဲ့နေရာပါလားအတူအိတ်ခဲ့တဲ့နေရာပါလားစတဲ့အသည့်တွေငါအုံနောက်ထဲမှာနေ့စဉ်ဝင်ရောက်နေတာငါကြောက်တယ်ဒါကြောင့်မင်းဒီအိမ်ကထွက်မသွားရငါဒီအိမ်ကထွက်သွားမယ်ခိုင်ငါမင်းကိုချစ်တယ်ဒါပေမဲ့ငါဆုံးဖြတ်လိုက်ပြီခိုင်မောင်တကယ်ဆုံးဖြတ်ပြီးပလားငါဆုံးဖြတ်လိုက်ပြီခိုင်အချစ်ကိုဖွင့်ဆိုပြမြင့်မှုမကဥပမာများစွာတယူလျာတဲ့ပေးသမှုရရဆက်ထွေးလက်ကလေးများတွေ့လျက်ဆဲတဲ့ဆဲကဘာမကွာမခွဲအမြဲဖြစ်မဲ့လို့ခင်ခဲ့ရတွေ့ကြည်ကနာသွေးစရိုက်ချင်းရဲ့မတူအခုတော့အိမ်လူအဖြစ်မှဝေး